တခါကလမ်းမတော်မျိုးတွင်ဖိုးတုပ်ဆိုသောလူငယ်တစ်ယောက်ရှိသည်ဖိုးတုပ်သည်ရဲရင်ပြီးဉာဏ်ရည်ထက်မြက်သူဖြစ်ကာမည်သူတဦးတစ်ယောက်ကိုမျှမကြောက်ရွံ့ဘဲမတရားမှုများကိုရင်ဆိုင်တိုက်ခိုက်လေ့ရှိသည်သူ၏ရဲစွမ်းသတ္တိနှင့်ပတ်နတ်မှုတို့ကြောင့်လမ်းမတော်မြို့သူမြို့သားများကသူ့ကိုလေးစားကြသည်တနေ့တွင်လမ်းမတော်မြို့အနီးရှိတောတွင်ထဲမှခိုးသားများသည်မြို့ပေါ်သို့ဝင်ရောက်လာပြီးကြေးရွာသားများကိုနှိပ်စက်ကြသည်ကြေးရွာသားများသည်ကြောက်ရွံ့ပြီးဘာမှမလုပ်နိုင်ကြပေထိုအခါဖိုးတုပ်သည်ကြေးရွာသားများကိုကယ်တင်ရန်စိတ်ပိုင်းဖြစ်လိုက်သည်ဖိုးတုပ်သည်ခိုးသားများနှင့်ရင်ဆိုင်ရန်စီစဉ်သည်သူသည်ခိုးသားများ၏အားနည်းချက်ကိုသိရှိရန်ဉာဏ်ကိုအသုံးပြုသည့်ခိုးသားများသည်ညအချိန်တွင်ကြေးရွာအနီးရှိတောအုပ်ထဲတွင်ခိုအောင်းနေကြသည်ကိုဖိုးတုပ်ကသိရှိလိုက်သည်ဖိုးတုပ်သည်ခိုးသားများနှင့်ရင်ဆိုင်ရန်စီစဉ်သည်သူသည်ခိုးသားများ၏အားနည်းချက်ကိုသိရှိရန်ဉာဏ်ကိုအသုံးပြုသည့်ခိုးသားများသည်ညအချိန်တွင်ကြေးရွာအနီးရှိတောအုပ်ထဲတွင်ခိုအောင်းနေကြသည်ကိုဖိုးတုပ်ကသိရှိလိုက်သည်ဖိုးတုပ်သည်ခိုးသားများထွက်ပြေးနေစဉ်သူတို့၏ခေါင်းဆောင်ကိုဖမ်းဆီးလိုက်သည်ခေါင်းဆောင်ကိုဖမ်းဆီးပြီးနောက်ဖိုးတုပ်သည်ကြေးရွာသို့ပြန်လာကာခိုးသားခေါင်းဆောင်ကိုကြေးရွာသားများထံအပ်နှံလိုက်သည်ကြေးရွာသားများသည်ဖိုးတုပ်၏ရဲရင့်မှုနှင့်ဉာဏ်ရည်ကိုချီးကျူးကြသည်ဖိုးတုပ်သည်ကြေးရွာသားများကိုကယ်တင်ပြီးနောက်မည်သည့်ဆုလက်ကိုမျှမယူဘဲသူ၏ပုံမှန်ဘဝသို့ပြန်သွားလေသည်